အားလုံးမင်္ဂလာပါ Mancunian Mango Page ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ United အသင်းကောင်းဆောင် Bruno Fernandes နဲ့ Club အသင်းရဲ့အနာဂတ်အခြေအနေ Bruno ထွက်မထွက်ဆိုတဲ့အခြေအနေပေါ့လေဆိုတော့ကျွန်တော်တို့ဒီယာဒီမှာဆိုရင်လည်း Bruno က United ရဲ့တိုက်စစ်ကိုကြည့်မယ်ဆိုရင် Rasmus Højlund ရှိတယ် Zaki ရှိတယ်နောက်တစ်ခါကျွန်တော်တို့ Garnacho ရှိတယ် Rashford နဲ့ Anthony တွေကတော့ Villa နဲ့ဒါ Batik မှာတွားပြီးငါးတွားကစားနေတဲ့အချိန်မှာ United မှာအဓိကအားကိုးရမယ်တိုက်စစ်မှုအနေနဲ့၃ယောက်ကျန်ခဲ့တယ်ဒီယာလိုလည်းရှိတယ်ပေါ့ဒါပေမဲ့ဒီယာလိုကအခုလောလောဆယ်တန်ဟန်ရထားတယ်ဆိုတော့တကယ်ကန်လဲကန်တယ်ဟောအတင်းမှာတကယ်လဲစမှာအားကိုးရတာဒီယာလိုဂိုးတွေတွင်းပေးတယ်ဖန်တီးမှုတွေလုပ်ပေးတယ်ကံမကောင်းစွာနဲ့ပဲသူဒဏ်ရသွားတော့အတင်းမှာအားကိုးရမယ်တိုက်စစ်မှုမရှိတော့ဘူးဝိုင်လန်ဂိုးပေါက်တွေရေးလေပျောက်တယ်ဇာကီကကောင်းတယ်ဟိုးတဲ့ play တွေကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တဲ့တိုက်စစ်မှုပုံစံမျိုးကျွန်တော်တို့မမြင်ရသေးဘူးခါနာချိုလွဲတယ်လဲချော်တယ်လဲတွင်းတယ်လဲပဲ50-50ပဲခါနာချိုလဲအဲ့တော့တကယ်တမ်းကျွန်တော်တို့တိုက်စစ်မှာတကယ်ဘယ်လိုခေါ်မလဲအားကိုးနေရတဲ့ကစားသမားက Bruno ဖြစ်နေတယ် Bruno ဒီကွင်းနဲ့ကစားသမားကွင်းနဲ့တိုက်စစ်ဆိုတော့ Bruno လို player မျိုးအခုဆိုအသက်29နှစ်ရှိပြီအခြေခံအရန်ပြတယ်အားမနာနဲ့ပြောရရင် United နဲ့ Bruno နဲ့ဆိုရင် Bruno က United လိုအသင်းထက်ပိုကောင်းတဲ့ club မှာတော့ကစားတယ်ဒါပေမဲ့သူကိုယ်တိုင်က United ကိုအရန်ချစ်တယ် United ပရိသတ်သူကိုယ်တိုင်ဖြစ်နေတဲ့အတွက်ဒီတင်းကနေသူဆက်နေနေတာဖြစ်တယ်အဲ့တော့လက်ရှိမှာ United နဲ့ Bruno ချုပ်တဲ့စာချုပ်က2029ခွန်ဆိုကျွန်တော်တို့ပြည့်ပြီဂျွန်လမှာပြည့်မှာဆိုတော့အခုက2025ဆိုတော့2နှစ်ရှိပြီအဲ့တော့လောလောဆယ်သူ့ကိုခေါ်ဖို့တော့စိတ်ဝင်စားလာတဲ့အသင်းတွေကတပြည့်ပြည့်နဲ့ပေါ်လာတယ်ဆော်ဒီကအသင်းတွေနာမည်ထွက်တယ်ဒါ Premier League ကအသင်းတွေတော့နာမည်မထွက်ဘူးပေါ့လေတခြားတော့ဒီ Spain ကဆိုရင် Real Madrid လိုအသင်းမျိုးတွေနာမည်ထွက်ကြလာတယ်အဲ့တော့ Real လိုအသင်းတွေနဲ့ရှင်လာရင်တော့ United ကတမိုင်းကြောင်းရရှင်နိုင်တယ်လက်ရှိအနေထားကကျွန်တော်မရှင်နိုင်ဘူးအဲ့အတွက် Bruno လို player တယောက်အသက်29နှစ်30ရှိပြီသူ့မှာမဲရ major trophy တခုမှမရသေးဘူး Premier League မရသေးဘူး Champions League မရသေးဘူး Europa League မရသေးဘူးသူရထားတဲ့ domestic cup တွေဖြစ်တဲ့ Carabao နဲ့ FA ပဲရထားတာဆိုတော့ Bruno လို class player မျိုးတွေကြတော့ဗျာ De Bruyne လိုမျိုးပဲ De Bruyne နဲ့နှိုင်းရှင်တာတော့မဟုတ်ဘူး De Bruyne ကိုယ်တိုင်တော့ပြောထားဘူးလေသူ Premier League မှာအကြိုက်ဆုံးကွင်းလည်စားသမားက Bruno Fernandes ဆိုပြီးတော့ဆိုတော့ Bruno ကိုယ်တိုင်ကလည်းတကယ်ကိုကောင်းတယ်အသင်းအတွက်အရန်ပေးဆက်တယ်သူ့ရဲ့စိတ်သက်ခွန်အားသူ့ရဲ့စူးစမ်းအထောက်မှုတွေကြောင့်တချို့ကွင်းထဲမှာတခါလေရရှင်ဒိုင်ဝမ်မှာစောရကတက်တယ်ကျွန်တော်ငငယ်တုန်းကလို့ပေါ့ဗျာဟိုဘောလုံးတွေကစားရတယ်ကျွန်တော်တို့ကလေးဘိုးကစားလို့ရှင်မနိုင်အောင်လူချပြီးကန်တာတို့ဘာလို့ရှိတယ်တခါလေကျရင် Bruno ရှိမှလည်းအဲ့လိုအကွက်တွေတွေ့ရတယ်ဒါပေမဲ့အဲ့လိုတွေတွေ့ရလို့ Bruno ဟာ captain စိတ်နဲ့လုံးဝမညီညွတ်ဘူးအလုံး captain မဖြစ်ပြန်ဘူးတချို့တွေကဝေဖန်ကြတယ်ဒါပေမဲ့ United fan တယောက်အနေနဲ့ကျတော့ဒီလိုစိတ်သက်မျိုးဒီလိုမျိုးဟိုအသင်းပေါ်ပေးဆက်တဲ့အရာတွေကျွန်တော်တို့ကသဘောကျတယ်ဒါမှတရေညီစစ်ကွာလို့ကျွန်တော်တို့ကအဲ့လိုပြောနေကြတာစောရကတတော်တရေညီလို့ပြောတာမဟုတ်အသင်းအတွက်တေရှင်းပေးဆက်ကစားတာတရေညီစစ်တဲ့ကျွန်တော်တို့ခိုင်းထားကြတာပေါ့လေဆိုတော့လက်ရှိမှာ Bruno ရဲ့အနေအထားကလည်းခြေစွမ်းအရင်ပြနေတယ်ဒါပေမဲ့ club ကထင်သလောက်မအောင်မြင်ဘူးရုန်းကန်နေရတယ်ဒီ Bruno လာပြီးရတယ်လို့ရှိရင်အသင်းမှာနီးပြတယ်အစင်ဆက်ပြောင်း Ole Gunnar Solskjaer နောက် Rangnick နောက်ပြီးတော့ Carrick အဲ့ဒါထပ်ပြီးသွားပြန်တော့လေ Eric Ten Hag ပြီးသွားတော့အခုတခါလာရမ်းပြီအမော်ရယ်ဆိုတော့နီးပြကြီးပဲ9ရောက်တော့ပြောင်းသွားတယ် Bruno ဘာပလားမှလည်းမရဘူး Bruno ရောက်တာအခုဆိုအသင်းမှာ9နှစ်ရှိပြီ9နှစ်မှာနီးပြ9ရောက်ပြောင်းတယ်ဗျာသူ့မှာဖလားရတယ်ဆိုလို့ဒီ FA နဲ့ Carabao မရတာသူတကယ်ရတဲ့နဲ့ Europa League ဟလာ Champions League Premier League တလုံးမှသူမရသေးဘူးဆိုတော့တရားတီကို तू ကဒီ United ကိုရောက်လာပြီးတဲ့900တီအတွင်းမှာလည်း तू ကပွဲအများဆုံးကစားထားတာပဲတရားတီကိုပွဲ50နဲ့60ကြားမှာ तू ကစားရတယ်ဒီလိုရတဲ့မှာပွဲ60အထက်တောင်ရှိသေးတယ်ပြီးတော့ရာတီပြမ်းမြပုံမှန်အားဖြင့် तू ကတရားတီကိုဂိုးအနည်းဆုံးဂိုးသွင်းတာရောဂိုးဖန်တီးရောနှစ်ခုပေါင်းဂိုး30နဲ့အထက် तू လုပ်ပေးနိုင်တယ်ဆိုတော့ဒီအနေထားတွေက Bruno ကိုနောက်ထပ် level တစ်ခုမှာ तू ရောက်တဲ့နောက်ထပ် level တစ်ခုမှာ तू ရောက်နေပြီဗျာနောက်ထပ် level ပုံမြင့်တဲ့ class တစ်ခု club တစ်ခုမှာ तू ကစားတင်တယ် United ကလက်ရှိအချိန်မှာပြန်လည်ပြုပြင်နေတဲ့မိုးမှန်နေတဲ့ကာလပြောလို့ရှိရင်လူနာတယောက်လိုပဲပေါ့ဗျာဆေးရုံကဆင်းပြီးတော့ကျွန်တော်တို့ပုံမှန်လိုပြန်ဖြစ်ဖို့အတွက်လေ့ကျင့်ခန်းတွေပြန်ပြင်ဆင်နေရတဲ့အချိန်မျိုးမှာ Bruno ကအခုဆိုအသက်29နှစ်ရှိလာပြီ29ဆိုတော့ဒါမှမဟုတ်ကနောက်3-4နှစ်လောက်ပဲသူအကောင်းဆုံးပုံစံမှာကစားနိုင်တော့မှာကွင်းလည်ကစားသမားတယောက်တော့ကတော့အသက်က34-35လောက်ထိရတော့ဒါဝိုင်ပဲဗျာကွင်းလည်ကစားသမားဆိုတာက intelligence နဲ့ကစားတဲ့ player တွေဒါပေမဲ့ Bruno ကိုယ်က intelligence ရောသူ့ရဲ့ energy ရောပေါင်းစပ်ထားတဲ့ player ဖြစ်တယ်သူတို့ကြတော့အရန်ရေကုန်ရေကင်းကစားမယ်ပွဲတွေကိုမောပန်းနေအောင်ကစားမယ် Bruno ဆိုကြည့်ပါလားပင်လေးလေလုံးဝအရက်ရှိတယ်ပင်လေးဆိုတော့
ရန်ကွင်းထဲမှာဆိုလဲစနေရစီသူပြေးနေတာတကွင်းထဲမှာသူ့ချေရတယ်ကြီးပဲအဲ့လိုမျိုးဆိုတော့ပြောရလို့ရှိရင် Bruno တို့သတင်းတွေထွက်လာတယ်နောက်သူကိုယ်တိုင်လည်းပြောထားတယ်သူရန်လမ်းမှုတွေအများကြီးသူလက်ခံရရှိထားတယ်အဲ့တော့သူဒီနွေရာသီမှာအသင်းနဲ့ selected မချုပ်ခင်မှာဒီကမ်းလှမ်းမှုတွေအကြောင်းစဉ်းစားမယ်လို့ပြောထားတယ်အဲ့ဒီမှာမနေ့ကညကျွန်တော်တို့လုပ်ခဲ့တဲ့ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲပေါ့လေ Wolverhampton ညကန်တဲ့ပွဲအတွက်သတင်းစာရှင်းလင်းပွဲလုပ်တဲ့ journalist ကအမော်ရင်ကိုမေးတယ် Bruno ရဲ့အနာဂတ်အနေအထားနဲ့ပတ်သက်ပြီးတော့ Bruno ကိုရိုင်းနောင်ကနော်ဒီလိုမျိုးသူ့မှာကမ်းလှမ်းမှုတွေရထားတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်အဲ့တော့သူအသင်းကနေထွက်မှာလားမထွက်ဘူးလားလို့မေးတော့အမော်ရင်ကဒဲပဲပြောတယ်လုံးဝသူမထွက်ဘူးသူ့လုံးဝလည်းမရောင်းဘူးအဲ့တော့အမော်ရင်ကလည်းအဲ့လိုမျိုးပြက်ပြက်သားသားပြောထားတဲ့အခြေအနေတစ်ခုက United ကတော့သိကြတယ်ဗျာ Bruno အတွက်တန်းလျာရလည်းရောင်းမှာမဟုတ်ဘူးသိလားအဲ့တော့ United ကတော့ဂျာမန်ကြီးလည်းမရှိဘူးဘာလို့လဲဆိုတော့ပြန်လည်ထောင်နေတဲ့ကာလမှာ Bruno ကိုဥတီပြီးတော့တီချောင်းလာမဲ့ပုံစံမျိုးပေါ့ဆိုတော့ Bruno တို့လိုတက်ချို့နော်တက်ကြီးကစားသမားတွေကြတော့ United အတွက်မရှိမဖြစ်လို့ပါတယ်တက်ကြီးကစားသမားတွေဆိုတော့ဝိုင်းကစားသမားတွေပြောရင်ပုံမှန်ပဲဗျ Bruno က29နှစ်ဆိုတော့အရန်တော့မကြီးသေးဘူးဒါပေမဲ့လည်းဇာသမားတယောက်ရဲ့ prime time ရဲ့နော်ပုံမှန်ထက်တော့နည်းနည်းလေးတော့ကြော်နေပြီလို့ပြောလို့ရတယ်ဒါပေမဲ့ prime time ကြော်နေတာတော့မှ तू ကခြေစမ်းဆက်ပြနေစေပဲဆိုတော့ကွင်းလန်သမားတော်တော်များများတော့အသက်30ကျော်သွားပြီးတိုင်အောင်ခြေစမ်းနေပြတယ်ကျွန်တော်တို့တာတကတွေရှိခဲ့ဘူးလေ Toni Kroos တို့ဟာလာ Luka Modric တို့နော်ဒီ player ရဲ့တာတကတွေပဲဆိုတော့Ryan Giggs တို့လို player တွေတော့မှအသက်40ဒီဘောလုံးကစားခဲ့တာဗျာအဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင်လည်း Bruno ကိုအသင်းမှာနောက်တော့4-5နှစ်ဆက်ရှိစေချင်တာပေါ့နော်ဒါ United ပြည်သက်တွေအားလုံးရဲ့အိမ်မက်ကလည်း Premier League ဖလားကြီး Europa League ဖလားကြီး Champions League ဖလားကြီးနဲ့အတူတူ Bruno United နဲ့အတူအောင်ပွဲခံနေတော့ကျွန်တော်မြင်တွေ့ကြတာနော်အဲ့တော့လက်ရှိမှာသတင်းထွက်နေတဲ့အနေအထားတစ်ဖက်ကထွက်လာတဲ့သတင်းက Real Madrid ကြက်ကြဲပြပြန်ကိုကျွန်တော်တို့ထွက်ခဲ့တာဒါပေမဲ့အမော်ရင်ကိုရိုင်းကလည်း Bruno ဒီလုံးဝအတင်းကနေမထွက်ပါဘူးလို့ပြက်ပြက်သားကြီးကိုမြင်လာတယ် Bruno ကတော့သူ့မှာကမ်းလှမ်းမှုတွေရှိတယ်သူ့ကိုကမ်းလှမ်းထားတာတွေအများကြီးပဲဒီကမ်းလှမ်းမှုတွေကိုအသင်းနဲ့စာချုပ်တက်မချုပ်ခင်မှာသူတေချာစဉ်းစားသွားမယ်လို့ပြောထားတယ်ဒါတွေကစိုက်ဝါးလိုက်ခဲ့နိုင်တယ်ပေါ့လေစိုက်ဝါးဆိုတာကအဓိက Bruno ကိုရိုင်းကတချို့ကစားသမားတွေရှိရဗျတချို့တွေဆိုကျွန်တော်တို့ကြားဘူးတာဖတ်ဘူးတဲ့သတင်းတွေရဆိုလို့ရှိရင်တချို့ player တွေဆိုလို့ရှိရင်မီဒီယာတွေနဲ့ပေါင်းပြီးတော့သူတို့ agent တွေကနေမီဒီယာတွေသွားတယ်ရော့ငါတို့ကစားသမားကိုဒီအတင်းကခေါ်ခြင်းတယ်ဆိုပြီးသတင်းထုတ်ပြီးလွှင့်ပေးပေါ့ဗျာအဲ့တော့ဘယ်လိုခေါ်မလဲဆိုတော့အဓိကရွေးချက်ကဘာလဲဆိုတော့ club နဲ့စာတုပ်တဲ့မချုပ်ခင်မှာကိုကလပ်ကနေပြီးတော့တခြားတင်းကကိုကစားမောင်လိုက်နေတယ်စိတ်ဝင်စားနေတယ်ဆိုတဲ့အတန်သားလို့ရှိရင်ဇာတ်မောင်မြန်မြန်ဆန်ဆန်ဆက်ချုပ်ဖို့အဲ့ဒါထက်လာစာပို့ပေးဖို့ပေါ့ဗျကျွန်တော်တို့မနိုင်အောင်ငွေနဲ့ပေါက်ပေးတာမျိုးပေါ့ဗျာပြောရရင်အဓိကအဲ့လိုအခြေအနေမျိုးဆိုတော့အဲ့လိုအခြေအနေမျိုးဆိုတော့ဒါတွေကတချို့နေရာတွေမှာလည်းစိုက်ဝါးတက်မှာရှိတယ်ဒါပေမဲ့ Bruno လို player မျိုးတွေကျတော့စိုက်ဝါးတော့300မလို့ဘူးဗျာသူတို့ရဲ့ class သူတို့ရဲ့ level United မှာလက်ရှိချိန်မှာ Bruno ဟာအကောင်းဆုံးပဲ United ချိန်မှာကောက် Premier League ရဲ့အကောင်းဆုံးမှာတော့ Bruno ပါတယ်ဆိုတော့အဲ့လိုအနေထားဆိုတော့ Bruno ကိုခေါ်တဲ့အတင်းတွေကတော့အများကြီးရှိမှအသေးကြတယ်အခုသတင်းထွက်လာတာက Real Madrid ကသူ့ကိုခေါ်မယ် Real ကိုလည်း Carlo Ancelotti တို့ကိုထုတ်ပြီးတော့အကြောင်းလေးလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာနော်ဒါ Luka Modric တို့ကြာလာတဲ့အချိန်မှာ Bruno နဲ့ပြန်အစားထိုးမယ်ဆိုပြီးတော့သတင်းတွေကကြဲပြပြန်အောင်ထွက်နေတယ်အဲ့တော့ဘယ်လိုအခြေအနေရှိမလဲ Bruno တယောက်ဘယ်လိုသွားမှာလဲ Bruno ဘာလဲဘယ်လဲဆိုတာကတော့ကျွန်တော်ဆက်ဆောင်ကြည့်ရမယ်ဒါပေမဲ့အမော်ရင်ပြောသလိုပေါ့လေ Europa League ကရသွားမယ်ဆိုရင် club က Champions League ပြန်ဝင်မယ် club ရဲ့ UD ချက် club ရဲ့ transfer budget တွေကစလို့ club အတွင်းနဲ့အစအရအခြေအနေအကုန်လုံးပြောင်းလဲသွားမှာအဲ့တော့ Europa League ရဲ့အနာဂတ်ပေါ်မူတည်ပြီးတော့ Bruno ရဲ့အနာဂတ်ကလည်းပြောင်းလဲသွားမယ်လို့ကျွန်တော်ထင်တယ်ဒီဟာဒီ United Europa League ကိုရသွားမယ်ဒီလိုစိတ်သက်ဒီလိုပုံစံဒီလိုခြေကျွမ်းနေနဲ့ဆက်ကစားနေမယ်ဆိုလို့ရှိရင်တော့ရပါသိကြတယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့တကယ်ရအောင်မယ်ဆိုလို့ရှိရင်တော့ Bruno လာမယ့်နှစ်အတင်းမှာဆက်ကစားပြီးတော့ Champions League ကစားလောက်တယ်အတင်းရဲ့ထပ်ပြောင်းမဲ့ transfer policy တွေ club twin policy တွေမှာ Bruno လိုက်ပါစီးဆင်းပြီးတော့အတင်းရဲ့ခေါင်းဆောင်အနေနဲ့ဆက်လက်ပြီးတာဝန်ယူပြီးတော့အတင်းမှာသူအောင်မြင်တဲ့အထိသူနေသွားမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ Man United တွေရဲ့ရှင်နေနှုန်းသားထဲမှာတော့ Bruno ကအောင်မြင်တဲ့ player တစ်ယောက်ပဲသူကသူ club နဲ့ဆူပလာတွေရမရ Premier League ရဲ့เนาะကျွန်တော် United ရဲ့ဒါ United fan တွေရဲ့အသက်နှလုံးတော့သူကပိုင်ဆိုင်ထားပြီးသားပဲကျွန်တော်တို့ဆိုဘယ်လောက်ထိအောင်ဖြစ်စေချင်လဲဆိုလို့ရှိရင် Bruno ကို Old Trafford Queen ရဲ့အရှိတဲ့မှာ Bruno ရဲ့ရုပ်ထုကြီးအောင်ထူထားစေချင်တယ်အဲ့လိုဖြစ်ကျွန်တော်တို့ Bruno ကိုချစ်တာဆိုတော့ Bruno တယောက်ရဲ့အနာဂတ်ဘယ်လိုချင်နေရှိမလဲဘာလဲဘယ်လဲဆိုတော့ကျွန်တော်ဆက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒီ အားပေးခဲ့ကြတဲ့ United ပရိသတ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်